ဟဲ့ဟိုဟာကျေးဇူးပဲနော်ငါတို့လိုက်ဖို့ပြီးတာရောပြီးတော့စပိန်ကိုစောက်ပြီးတာရောကျေးဇူးပဲလိုပါဘူးဟာကြာညို့ကိုစောက်ချောက်အောင်မှာငါတာဝန်ပဲလေတခုဖြစ်သွားရင်ဦးလေးကငါ့ကိုစုမှာဟာလက်ဆက်သက်တော့အဖေနဲ့မေကနင့်ကိုစူမာဆိုလို့ငါ့ကိုလိုက်ဆောက်ရှောက်တာ哦နင်းစိတ်နဲ့နင့်ကိုငါ့ကိုဆောက်ရှောက်ချင်စိတ်မှမရှိတာဟာအဲ့လိုလည်းမဟုတ်ပါဘူးဟာနင်ကလည်းဦးလေးတို့စုမှာကိုကြောက်တာတက်တက်နင်ကငါစေတနာထားတာတက်တက်ပါဟာပြောတာပဲညီမဟိုဟာလေဆရာတော်နဲ့ကျွန်တော်နဲ့ကအောက်စုကျေးရွာကိုသွားကျင်တာအဲ့ဒါဟိုဒီကနေဘယ်လိုသွားရတာလဲမသိဘူးဒီတန်းတန်းသွားလို့ရှိရင်လမ်းစုံရှိတယ်လမ်းစုံရောက်လို့ရှိရင်ဘယ်ကိုချိုးလိုက်အဲ့ကြောက်လို့ရှိရင်အောက်စုကျေးရွာကိုသွားတာတန်းတန်းပဲဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျဟိုခွင့်ပြုပါအောင်ခင်ဗျအဲ့ဒါဆိုကြာညို့အဲ့ဒါငါတို့ကြွားပဲလေအဲ့လေဘယ်အိမ်သွားမှလည်းတခါတည်းမေးလိုက်တာမဟုတ်လမ်းညွှန်လို့ရတာဗောဟာနင်းကလည်းရွှေ့ရွှေ့ရှက်နဲ့မေးတာကိုဖြေတော့ပြီပေါ့ဟဲ့ကျန်နေအဲ့ဆိုလို့ရှိရင်ငါတို့မဟုတ်တူသွားစားကြမယ်လေနင်လာအောင်မလားလိုက်မှာပေါ့ဟာအေးကျန်ဆိုသွားကြမယ်အိမ်ပြန်နောက်ကြမယ်နော်ကြာညို့ဦးလေးဖုန်းမောင်ခိုင်းတာလောက်အောင်မယ်ချစ်တွေနင်းကလည်းအမြဲတမ်းငါ့ဆိုပိတ်ပင်နေတာပဲဘလောက်မှမကြပါဘူးဟာလိုက်ခဲ့စမ်းမှာအဖေဆိုလို့ရှိရင်ငါနဲ့ဝိုင်းပြောပေးမယ်အေးလေဟိုကနင်မလိုက်ချင်ဘူးဆိုလည်းပြန်နှိမ့်လိုက်လေငါတို့မင်းကလေးစောအဲ့လိုတော့မရဘူးသူကြီးပဲပြန်သွားလို့ရှိရင်ငါမှစုခံရလိမ့်မယ်ကဲလိုက်ခဲ့စမ်းမှာချစ်တွေရလဲနော်အေးပါအဲ့ဒါသွားကြတာဗောအေးသာဓုဘုံလဲမရောက်တာကြတော့မေ့ကုန်ဖို့ခွေဒီနေ့လဲတော်တော်ပြောင်းလဲသွားတာပဲเนาะဘုန်းကြီးတို့မှာမနှဲကိုမေးပြီးတော့လာခဲ့ရတာဒီမှာဗျာရှင်မမရောက်တာလဲ၄-၅-6နှစ်ရှိပြီဆိုတော့မေးလောက်ပြီပေါ့ဗျာဘုန်းကြီးလည်းအသက်အရွယ်ရလာတော့ကျောင်းမှာပဲသတင်းသုံးတဲ့အချိန်ကြီးကများနေတော့တာပေါ့ကွယ်ခင်ပါဗျာကိုနေရမယ့်အချိန်ကနဲလာပြီဆိုတော့ကို့အတွက်အကျိုးရှိမဲ့သာသနာရေးအလုပ်တွေပဲဆောက်ချပြီးလုပ်ရတာပေါ့အခုလဲသာသနာရေးကိစ္စတွေမှာအားစိုက်ပြီးတော့လုပ်ချင်တဲ့အတွက်ဟောဒီကတခါကြီးရဲ့စီကိုဘုန်းကြီးရောက်လာခဲ့ရတာပဲဒီမှာဗျာဟောဒီကလေးရဲ့နာမည်ကထွန်းထွန်းနိုင်တဲ့တခါကြီးတို့စီမှာမွေးသားဖို့အနှံခဲ့ခြင်းတယ်ဒီတခါလေးကဉာဏ်ပညာအလွန်ကောင်းတော့သူ့ရဲ့အနာဂတ်တွေဆုံးရှုံးသွားမှာဘိုးဆိုးရင်နေတနာကြပါကွယ်မိဘမဲ့တကောင်ကျွတ်တမျက်နာပါတားယောက်ျားလေးမရှိတဲ့တခါကြီးတို့အတွက်အားကိုးရမယ်တားယောက်ျားလေးတယောက်ရတယ်လို့သဘောထားတယ်